ကာယကံဝစီကံမနောကံသဗ္ဗဒေါသကသိသောပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာပထမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်တရားယရဏသံဃာယရဏမြတ်သုံးပါးတို့ကိုအယုအသိအလိအမြတ်လက်အုပ်မိုး၍ရှိကိုပူသောဖူးမြောမှန်လျော့ကြောပါ၏ရှင်ဖျားဤသို့ကြောရသောကုသိုလ်ကံစေရနာတို့ကြောင့်အပေလေးပါးကသုံးပါးရပြည့်ရှင်ပါးယံသူမျိုး၅ပါးဝိပတ္တိတရား၄ပါးပြတနာတရား၅ပါးတို့မှာကာကသိကင်းလွင်ငြိမ်သည်သာဖြစ်၍မတရားဘုဒ္ဓရာနိဗ္ဗာန်တရားတော်မြတ်ကိုလင်းမြန်စွာရပါလို၏ရှင်ဖျားဩကာသဘုရားရှင်ကိုရွတ်ပတ်ပူဇော်ပြီးသည့်နောက်မှာနမောတတသုံးကြိမ်ကိုဆက်လက်ပြီးတော့ရွတ်ပတ်ပူဇော်ကြရပါမည်နမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတသုံးကြိမ်ရွတ်ပတ်ပူဇော်ပြီးသည့်နောက်မှာတရဏဂုံစောင့်တည်ကြရမည်ဖြစ်ပါသည်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိဒုတိယံပိဓမ္မံတရဏံကိစ္ဆာမိဒုတိယံပိသံဃံတရဏံကိစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိတတိယံပိဓမ္မံတရဏံကိစ္ဆာမိတတိယံပိသံဃံတရဏံကိစ္ဆာမိအာမဗန္တိပါရှင်ဖျားစွန့်ရည်ကြံပန်းစီမိတို့ကိုဆက်လက်ပြီးတော့ကလူကြရမည်ဖြစ်ပါသည်အရဟံသာရှိသောကုဘသောဂုဏ်တို့နှင့်ပြည့်စုံတော်မူသောလူနတ်တို့၏ကိုယ်ွယ်ရာဖြစ်တော်မူသောတတ်တော်တေဇာတပင်ညမြတ်စွာဘုရားကိုရည်ပတ်၍ဓာတုစေတီဓမ္မစေတီဥဒ္ဒိတစေတီပရိဘောဂစေတီတော်မြတ်အားအနတ်ရသနှင့်ပြည့်စုံသောဤစွန့်ခဲပွဲပေါ်စဉ်ချူခြင်းရတာဖြာဖြာကိုရိုးရိုးသေးသေးနိဗ္ဗာန်ရည်မှန်လူတန်းပါ၏ရှင်ဘုရားတန်ရှင်းအေးမြကြည်လင်းလာသောဤတောက်တော်ရည်သုံးဆောင်တော်ရည်တို့ကိုရိုးရိုးသေးသေးနိဗ္ဗာန်ရည်မှန်လူတန်းပါ၏ရှင်ဘုရားအစင်အနန္တနှင့်ပြည့်စုံသောဤပန်းကိုရိုးရိုးသေးသေးနိဗ္ဗာန်ရည်မှန်လူတန်းပါ၏ရှင်ဘုရားအယောင်အစင်းတို့ဖြင့်အမိုက်မောင်ကိုပဲပြောက်တတ်သောဤစီမိလျံကိုရိုးရိုးသေးသေးနိဗ္ဗာန်ရည်မှန်လူတန်းပါ၏ရှင်ဘုရားစွန့်ပန်းရည်ကြတို့ဖြင့်ကလူပြီးသည့်နောက်မှာနတ်ပင်ရမည်ဖြစ်ပါသည်ဘုံတော်နန္ဒကံတော်နန္ဒတကုတော်နန္ဒနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားရှင်အားယခုအချိန်မှစပြီးတရားတော်ပြန်ရွတ်ပတ်ပူဇော်မိဖြစ်ပါသောကြောင့်ဤမင်္ဂလာရှိသောနေအိမ်ချမ်းဝန်းအတွင်းသို့ဓမ္မဒေဝလက်ကောင်းလက်မြာအဆောင်အရှောင်းဒေဝတာမြတ်သူတော်စင်ပုဂ္ဂိုလ်များကိုယ်ဆောင်နဲ့အိမ်ဆောင်နဲ့ခြံဆောင်နဲ့မြို့ဆောင်နဲ့ရွာဆောင်နဲ့တောဆောင်နဲ့ယောဂသုဘုံမသုအာကာသသုအစရှိသည့်တို့နှင့်မကျွတ်မလွတ်ကြသေးကုန်သောပုဂ္ဂိုလ်တ attva များ30ဘုံသားများနှင့်အမြလူကျင်သူသာဓုကောရဆောင်ဆိုင်နေကြသူများအလုံးနှင့်နဂါပြည်မှာရှိကြကုန်သောနဂါကြီးနှင့်တကွာနဂါမေတော်နဂါဆွေတော်မျိုးတော်အပေါင်းတို့အား၎င်းတိုက်ချုပ်ဘုတော်တိုက်ချုပ်မေတော်နှင့်တိုင်နှံရှင်အပေါင်းတိုင်နှံသူတိုင်နှံသားအပေါင်းနှင့်ဘဝအဆက်ဆက်တော်ဆက်ခဲ့သောဆွေတော်မျိုးတော်အပေါင်းတို့အား၎င်းအဘဘုမင်းကောင်းအဘဘုဘအောင်နှင့်အဘမြင်းပြူရှင်တို့အား၎င်းတရားတပတ်သောတန်အပေါင်းတို့အား၎င်းဤနေရာဤအိမ်အတွင်းသို့တရားလာရောက်လာယူပါယံမေတ္တာရက်ခံအပ်ပါသည်ယခုဖိတ်ကြားထားသူများအလုံးဤနေအိမ်အတွင်းသို့လာရောက်ခဲ့ပါကအိမ်ဆောင်နဲ့ခြံဆောင်နဲ့မြားကဝန်ခွင့်ပြုပေးကြပါယံကျွန်တို့မှာလေးစားစွာမေတ္တာရက်ခံအပ်ပါれနတ်ပြင်ပြီးသည့်နောက်မှာ၅ပါးသီလခံယူကြရမည်ဖြစ်သည်ဟံဗန္တိတိတရဏေနာတဟပိသတိလံဓမ္မယသာမိဒုက္ခံကတဝတိလံနိထမေဗန္တိဒုတိယံပိဟံဗန္တိတိတရဏေနာတဟပိသတိလံဓမ္မယသာမိဒုက္ခံကတဝတိလံနိထမေဗန္တိ
တတိယမိဟံဗန္တိတိတရဏိနာတဟပင်္စတိလန္ဓမယသာမိလောကံကတဝတိလန္တိထမေဗန္တိအမဗန္တိပါရှင်ဗျာဗန္ဒတိပါဒဝေရမဏိသိက္ခာပရံသမာတိယာမိအဒိဏဒါနဝေရမဏိသိက္ခာပရံသမာတိယာမိကာမေတုမိစ္ဆာစာရဝေရမဏိသိက္ခာပရံသမာတိယာမိမုတဝါဒဝေရမဏိသိက္ခာပရံသမာတိယာမိသုရမေရယံမစ္ဆပမဒဌာနဝေရမဏိသိက္ခာပရံသမာတိယာမိအမဗန္တိဝါရှင်ဖေဟာငါးပါးသီလကံယူစောင့်တည်ပြီးသည့်နောက်မှာအဋ္ဌံတင်ရပါမည်အနိုင်မဲ့ကျေးဇူးတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားကိလေသာအပုအလုံးကိလေသာအပုအလုံးကင်းဝေးစင်ကြယ်တော်မူသောမြတ်စွာဘုရားစိတ်ွယ်ရာရ၌ပင်မကောင်းမှုကိုမပြုမကျင့်သောမြတ်စွာဘုရားကုသိုလ်ထုကိုခံယူတော်မူတိုင်သောမြတ်စွာဘုရားအားဥဒိဋ္ဌာ၍ဘုရားတပည့်တော်သည်တရားရှိရရှိဝတပတိကာထာတိတ်တံရွတ်ပတ်ပူဇော်ခြင်းကိုမပြတ်မကွက်ပူဇော်ကြတော်ဝါမည်ဟုအဋ္ဌံတင်သစ္စာပြုအပ်ပါသည်ဘုရားထပ်ပါကိစ္စယံများကိုပြုလုပ်ပြီးသည့်နောက်မှာဇီဝတပတိကာထာတော်ကိုဆက်လက်၍ရွတ်ပတ်ပူဇော်ပြရမည်ဖြစ်ပါသည်မှန်ကန်တိကျစွာအတန်ထွက်ရွတ်ပတ်ပူဇော်ကြရပါမည်ဒီဝါတပတိအာဒိသောရတ္တိမာပါတိသန္တိမာတဏ္ဍတောခတ္တိယောတပတိသာယိတပတိယမနောအထာတဗ္ဗမဟောရတိဘုဒ္ဓောတပတိဒေဇတာတာတိတံဒေဇတံပန္နံဗုဒ္ဓံဝန္ဒာမိအာဒရံနမကာရနုဘဝေနာတပိပုရိန္တုသင်္ကပ္ပဒီဝတပတိပါဠိတော်ကိုရွတ်ဖတ်ပြီးသည့်နောက်မှာနတ်အဓိပ္ပာယ်များကိုဆက်လက်ရွတ်ဖတ်ပူဇော်ကြရမည်ဖြစ်ပါသည်နေမင်းသည်နေ့အခါ၌သာလျင်ထွန်းလင်းတောက်ပါ၏လာမင်းသည်ညအခါ၌သာလျင်ထွန်းလင်းတောက်ပါ၏ပြည့်ရှင်မင်းသည်မင်းမြောက်တန်းစာငါးပါးဝဆင်မသာတင့်တယ်ပြီယဟန္တာရှင်မြတ်တို့သည်ဇံဝန်စားမသာတင့်တယ်၏မြတ်စွာဘုရားတော်ကနေညဘလုံးအခါကသိတကူတော်ဖြင့်တင့်တယ်ပြီတိတကားဤသို့တကူတော်ဖြင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားကိုတပည့်တော်ယုသိစွာရှိခိုးပါ၏ဘုရားဤသို့ရှိခိုးရသောအကျိုးအကြောင်းကြံကြံသမျှတောင်းတရာရာဖြာဖြာတို့သည်လင်းမြန်စွာပြည့်စုံပါစေတည်းဒီဝတ္တပတိကာထာကိုရွတ်ဖတ်ပူဇော်ပြီးသည့်နောက်မှာမေတ္တာပုအမြဝေကြရပါမည်ရက်စင်မျက်နှာမေတ္တာပုမေတ္တာပွားနည်းရှိရ၌ရှိသောနန္ဒစัจ java ဝလာနန္ဒတတဝါတို့ပြယံကတိငြိမ်းကြပါစေဒေါသကတိငြိမ်းကြပါစေဆင်းရဲကတိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေနောက်ရ၌ရှိသောနန္ဒစัจ java ဝလာနန္ဒတတဝါတို့ပြယံကတိငြိမ်းကြပါစေဒေါသကတိငြိမ်းကြပါစေဆင်းရဲကတိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေတောင်ရ၌ရှိသောနန္ဒစัจ java ဝလာနန္ဒတတဝါတို့ပြယံကတိငြိမ်းကြပါစေဒေါသကတိငြိမ်းကြပါစေဆင်းရဲကတိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေမြောက်ရ၌ရှိသောနန္ဒစัจ java ဝလာနန္ဒတတဝါတို့ပြယံကတိငြိမ်းကြပါစေဒေါသကတိငြိမ်းကြပါစေဆင်းရဲကတိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေရှေတောင်တောင်ရ၌ရှိသောနန္ဒစัจ java ဝလာနန္ဒတတဝါတို့ဘိယံကတိငြိမ်းကြပါစေဒေါသကတိငြိမ်းကြပါစေဆင်းရဲကတိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေရှင်မြောင်တောင်ရ၌ရှိသောနန္ဒစัจ java ဝလာနန္ဒတတဝါတို့ဘိယံကတိငြိမ်းကြပါစေဒေါသကတိငြိမ်းကြပါစေဆင်းရဲကတိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေနောက်တောင်တောင်ရ၌ရှိသောနန္ဒစัจ java ဝလာနန္ဒတတဝါတို့ဘိယံကတိငြိမ်းကြပါစေဒေါသကတိငြိမ်းကြပါစေဆင်းရဲကတိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ
နောင်မြောင်တောင်ရ၌ရှိသောနန္ဒစကြဝဠာနန္ဒတတဝါတို့ဘေးရန်ကသိငြိမ်းကြပါစေဒေါသကသိငြိမ်းကြပါစေဆင်းရဲကသိငြိမ်းကြပါစေ